တကယ်လို့အတန်မမှန်တဲ့နှုတ်တစ်ခုကိုမှားပြီးတီးလိုက်မိပြီဆိုရင်အလွန်လေးလံပြီးတန်းနဲ့လှုပ်ထားတဲ့ပလွေကြီးတစ်ခုကိုလေပင်မှာချိတ်ဆွဲပေးပြီးတောက်ခတ်ထားတာမျိုးခံရပါတယ်။ပြီးကြရင်တော့လက်ချောင်းတွေအားလုံးကိုတထုတန်တန်းတစ်ချောင်းနဲ့ပိတ်ထားလိုက်ပြီးပလွေမှုန့်နေတယ်လို့မျိုးပုံစံဖြစ်အောင်တရုပ်ပြလှုပ်ဆောင်ထားလိုက်ပါတယ်။အဲ့ဒီနောက်မျိုးရဲကိုလက်ပတ်လန်းလျှောက်ရမှာဖြစ်ပြီးလူတွေကလည်းဝိုင်းကြည့်နေကြမှာဖြစ်တယ်လို့လောင်ပြောင်ရတာမျိုးတွေလည်းလုပ်ကြပါတယ်။တချို့ဆိုဟင်းသီးဟင်းရွက်တွေအပြင်ပုံနေတဲ့အစားအစာတွေနဲ့ပါပြပောက်ကြပါတယ်။ဒီလိုလုပ်ရမျိုးဟာဂီတမှာကျွမ်းကျင်တဲ့အမှုပညာရှင်တွေကိုအဆက်ခွဲဖို့အတွက်အသုံးပြုခဲ့ရပဲဖြစ်ပါတယ်။ခုပြောပြနေတဲ့အကြောင်းကတော့ရာဇဝင်မှာဖြစ်ခဲ့တဲ့ဒီအကြောင်းလေးပဲဖြစ်ပါတယ်။လူတစ်ယောက်တည်ဆုံးသွားတဲ့အခါခန္ဓာကိုယ်ကိုချက်ချင်းရေခဲတွေနဲ့အေးအောင်လုပ်လိုက်ပါတယ်။ပြီးရင်ကိုရင်းရဲကသွေးတွေကိုဖယ်ထုတ်လိုက်ပြီးကိုရင်းအင်္ဂါတွေမပျက်စီးသွားအောင်အထူးစိတ်ရည်တစ်မျိုးနဲ့ပြန်လည်စားထိုးပေးလိုက်ပါတယ်။အားလုံးပြင်ဆင်ပြီးတဲ့နောက်အဲ့ဒီခန္ဓာကိုယ်ကြီးကိုအလွန်နှိမ့်တဲ့အပူချိန်ထိရောက်သွားစေပြီးအေးခဲသွားအောင်လုပ်လိုက်တဲ့အပြင်အရည်နိုက်ထရိုဂျင်တွေပါတဲ့တိုင်ကီကြီးတွေထဲမှာတေချာသိမ်းထားလိုက်ကြပါတယ်။ဒီလိုအခြေအနေမျိုးမှာအဲ့လိုမျိုးခန္ဓာကိုယ်ကြီးကိုနှစ်ပေါင်းများစွာကြာအောင်မပုတ်တိုးရဲထိမ့်သိမ်းထားနိုင်ပါတယ်။အကြောင်းကတော့အနာဂတ်မှာသိပ္ပံပညာတွေနေပညာတိုးတက်လာခဲ့ရင်ပြန်ရှင်လာစေနိုင်တဲ့နိလန့်တွေရှာတွေ့နိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ်။တချို့လူတွေကတော့ခန္ဓာကိုယ်တစ်ခုလုံးမဟုတ်ပဲဥကောင်းတစ်ခုတည်းကိုပဲသိမ်းထားတတ်ကြပါတယ်။ဘာလို့ဆိုရင်သူတို့ယုံကြည်တာကနောက်တစ်ချိန်မှာအုံနောက်ထဲကမှတ်ဉဏ်နဲ့အသိစိတ်တွေအားလုံးကိုနောက်ထပ်ခန္ဓာကိုယ်တစ်ထဲကိုပြောင်းလဲပေးနိုင်မယ်လို့ထင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတကယ်လုံးနေကြပေမဲ့တိကျတဲ့ပုံတွေကိုတော့ဖော်ပြခြင်းမရှိပါဘူး။